မင်္ဂလာပါရှင် for YouTube channel ကိုအမြဲအပိတ်နေကြတဲ့ပြည်သက်ပေါင်းနဲ့ဘုဒ္ဓဟူသားသမီးများအားလုံးဘေးဘေးရာတွေဝေးကွာပြီးတော့စိတ်အေးချမ်းသာစွာနဲ့အောင်မြင်မှုတွေစုခုနိုင်ကြပါစေလို့ဆရာမရှက်တီကဥစွာပရမမေတ္တာပို့သလိုက်ပါတယ်2026ခုနှစ်မတ်လဟာဘုဒ္ဓဟူသားသမီးတွေအတွက်ဉာဏ်ပညာကိုအခြေခံပြီးတော့လက်လာပါတွေရှောက်ဖွေရမယ်လာဖြစ်ပါတယ်ဆရာမကဒီလအတွက်မြမယူရကံကြမ္မာနဝင်းကိုချက်နဲ့အနောက်တိုင်းနက်ခက်ဗေဒင်ပညာရက်တွေကိုပေါင်းဆက်ပြီးတော့အချက်ကိုချက်နဲ့အသေးစိတ်ဟောပြောပေးမှာဖြစ်လို့အဆုံးထိနားဆင်ပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ပထမဆုံးနဝင်းအနေနဲ့ကတော့မတ်လအတွင်းမှာဗုဒ္ဓဘာသာရဲ့ကံကြမ္မာစုစုပေါင်းကိုဟောပြောပေးပါမယ်ဗုဒ္ဓသားသမီးတွေဟာတဘာဝအရာဉာဏ်ထက်မြက်တဲ့စကားပြောကောင်းတဲ့လိုက်လျောညီထွေနေတတ်ကြတယ်အနောက်တိုင်း astrology အရာဆိုရင်တော့ဒီလမှာသင်ရဲ့အုပ်စုရှင် Mercury ဘုရုဂျူဟာမင်ရာဒီထဲမှာရှိနေတာပါဒါကြောင့်သင်ဟာစိတ်ကူးစိတ်သန်းတွေအရင်ကောင်းနေပြီးတော့အနုပညာတက်ခံနေနဲ့နှိုးကြနေမဲ့အချိန်ဖြစ်ပါတယ်မြမရိုးရာနဝင်းကိုကျစ်အရာကြည့်မယ်ဆိုရင်တော့သင်တို့ဟာဓနကြွယ်ဝခြင်းနဝင်းထဲမှာရောက်ရှိနေတာကြောင့်မို့လို့စီပါရေးနဲ့ပတ်သက်ရင်ကံလွန်ကောင်းနေပါတယ်ဒါပေမဲ့တတိထားရမှာတော့ဘုဒ္ဓသားသမီးတွေရဲ့စိတ်မပြတ်သားမှုတွေပေါ့စိတ်မပြတ်သားမှုတွေနဲ့စကားဖြတ်ပြီးပြောတတ်တဲ့အကျင့်တွေကြောင့်အခွင့်အရေးကောင်းတချို့လက်လွတ်မခံမှုတတိရှိရပါမယ်ရှင်နောက်နံပါတ်2ပေါ့နဝင်း2ပေါ့အတုတ်အကန့်စီပါရေးနဲ့ငွေကြီးကြောင်းတွေကိုဟောပြောပေးပါမယ်အလုပ်ကံပိုင်းမှာတော့ဒီလဟာစာချုပ်စာတမ်းနဲ့ဆွေးနွေးမှုတွေအောင်မြင်မဲ့လဖြစ်ပါတယ်ဝန်ထမ်းတွေကတော့ရုံးခန်းနေရာတွေအပြောင်းလဲဒါမှမဟုတ်ရင်ပြောင်းလဲရှိပါမယ်ဒါမှမဟုတ်လို့ရှိလို့ရှိရင်လည်းတာဝန်အသစ်တွေရှိတတ်ပါတယ်သင်ရဲ့တင်ပြချက်တွေကတက်လူကြီးတွေအတွက်ပေါ့အလွန်နှစ်သက်စရာတွေလည်းဖြစ်နေပါလိမ့်မယ်နောက်တစ်ခုကတော့စီးပွားရေးပေါ့စီးပွားရေးလုပ်ကိုင်နေရသူတွေကတော့ online လုပ်ငန်းတွေလုပ်တဲ့သူတွေပေါ့နောက်တော့ဆက်သွယ်ရေးပေါ့ဆက်သွယ်ရေးပညာဆက်သွယ်ရေးနည်းပညာတွေပေါ့ပညာရေးနဲ့ဝန်ဆောင်မှုလုပ်ငန်းရှင်တွေပေါ့အထူးကိုပဲစင်ပြေမဲ့လားတလားဖြစ်ပါတယ်မိတ်ဖက်အသစ်တွေနဲ့လက်တွဲလုပ်ကိုင်မှုကမ်းလှမ်းချက်တွေလည်းရတတ်ပါတယ်ဒီလထဲမှာငွေကြေးပိုင်းအနေနဲ့ပြောမယ်ဆိုရင်တော့ဝင်ငွေကတော့လမ်းကြောင်းစုံကနေပြီးတော့ကိုငွေတွေဝင်နေမှာပါဒါပေမဲ့မတ်လ20ရက်နောက်ပိုင်းမှာတော့အပြောအပါဒါမှမဟုတ်ဘူးဆိုလို့ရှိရင်မလိုအပ်တဲ့ပစ္စည်းတွေအတွက်ငွေအမြောက်များတုံးဆွဲမိနိုင်ပါတယ်ဒါကြောင့်မလို့ငွေအဝင်ထွက်ကိုလည်းကြိုးစိုက်စေချင်ပါတယ်နံပါတ်3နဝင်း3ပေါ့အခြေရေးအိမ်အောင်ရေးမိသားစုရေရာလေးတွေကိုဟောပြောပေးပါမယ်အခြေပိုင်းမှာတော့ဒီလမှာကြည်နူးစရာသတင်းကောင်းလေးတွေရလာပါမယ်သတင်းကောင်းလေးတွေကြားရမယ်အလားဖြစ်ပါတယ်လူပြိုအပြိုတွေပေါ့ရတော့လူကြီးမိဘတွေရဲ့အစီအစဉ်ပေးမှုကြောင့်ဖြစ်စေဒါမှမဟုတ်ရင်မိတ်ဆွေတွေကနေတဆင့်ဖြစ်စေပေါ့အပေါ်မွန်ကောင်းအပေါ်ကောင်းလေးတွေနဲ့စုံစည်းရတတ်ပါတယ်နောက်တော့အိမ်အောင်လေးတွေပေါ့အစုံလေးတွေကတော့အချင်းချင်းခီးတူလေးတွေသွားဖြစ်ပါလိမ့်မယ်အိမ်အောင်ဘက်ကအသင့်ပေါ်ပို့ပြီးတော့လည်းအလိုလိုက်မဲ့လာတစ်မျိုးလာလည်းဖြစ်ပါတယ်မိသားစုတွင်မှာတော့မောင်နှမသားချင်းတွေကမိသားစုတွေကမောင်နှမသားချင်းတွေကမင်္ဂလာသတင်းဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ထူးခြားတဲ့အောင်မြင်မှုသတင်းပေါ့အဲ့ဒါမျိုးတွေကြားရဖို့ရှိပါတယ်အိမ်ကိုပြပြမွမ်းမံရတာမျိုးတွေလည်းရှိပါမယ်နော်ဝင်းလေးရတော့ကျမကြီးနဲ့တတိပြုရန်အချက်ကလေးတွေကိုဟောပြောပေးပါမယ်မတ်လရဲ့အပူချိန်ကြောင့်ဘုဒ္ဓသားသမီးအနေနဲ့အာယုံကြောယောဂပေါ့ဒါမှမဟုတ်အစာအိမ်ပိုင်းပေါ့အဲ့ဒါလေးတွေကိုအဲ့ဒီဥစားလေးကိုတတိထားရပါမယ်အလုပ်တွေရမ်းများကြောင့်မလို့စိတ်ပင်ပန်းတာလေးတွေဖြစ်ပြီးတော့အိမ်ပြောတာမျိုးလေးတွေလည်းဖြစ်နေပါတယ်အနောက်တိုင်း astrology အရဆိုရင်တော့လေတက်အားကောင်းနေတာကြောင့်မလို့လေကောင်းလေသက်ရတဲ့နေရာလေးတွေမှာအနားယူပေးဖို့နဲ့အသက်ရှူလေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုအပ်ပါမယ်နောက်တစ်ခုကတော့နဝင်း9ပေါ့အိမ်မက်နမိတ်တွေနဲ့ထူးခြားတဲ့ကြုံတွေ့ရမယ်အချက်ကလေးတွေကိုဆရာမပြောပေးပါမယ်ဒီလမှာစာအုပ်စာပေဒါမှမဟုတ်ရင်စာရေးကိရိယာနဲ့ပတ်သက်တဲ့အိမ်မက်တွေမှတ်တတ်ပါတယ်အဲ့လိုအိမ်မက်တွေမှတ်ပြီဆိုလို့ရှိရင်သင်ရဲ့လုပ်ငန်းတွေအောင်မြင်တော့မယ်ဆိုတဲ့အတိတ်နမိတ်ဖြစ်ပါတယ်ထူးခြားချက်အနေနဲ့ကတော့မထင်မှတ်ပဲစုလက်တစ်ခုခုရတယ်လို့ဒါမှမဟုတ်ရင်သင်အကြာကြီးမျောလင့်နေတဲ့အဖြစ်တစ်ခုခုပေါ့ဒီလထဲမှာရဖို့ရှိနေပါတယ်ဒါထူးခြားချက်ပါနောက်တစ်ခုကတော့နဝင်း6ပေါ့
ကံကောင်းစေတဲ့နေ့ရက်ဒီအချိန်လေးတွေကိန်းကနန်းလေးတွေကိုဆက်လက်ပြီးတော့ဟောပြောပေးပါမယ်ဒီ match လာထဲမှာဗုဒ္ဓသားသမီးတွေဟာအကျိုးပေးတဲ့နေ့ရက်လေးတွေကတော့ဗုဒ္ဓဟူးနေ့နဲ့စနေနေ့ဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့စနေနေ့တွေမှာကိုလောက်ကင်ဆရာရှိတဲ့အရေးကြီးဆောင်ရွက်ဆရာရှိတဲ့ကိစ္စလေးတွေကိုအဲ့ဒီနေ့တွေမှာရွေးချယ်ပြီးတော့လောက်ကင်ဆောင်ရွက်လိုက်ပါအကျိုးပေးအောင်မြင်ပါလိမ့်မယ်အကျိုးပေးတဲ့အချိန်တွေကတော့နနက်9နာရီကနေ17နာရီခွဲအတွင်းမှာဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်လေးတွေကတော့အစိမ်းလူရောင်မိခိုးရောင်မြားစိမ်းရောင်ပေါ့အဲ့ဒီအယောင်လေးဖြစ်ပါတယ်ကိုယ့်ရဲ့လောက်ကင်ဆောင်ရွက်ဖွယ်ရာလေးတွေကိုကြည့်ရဆိုရင်အစိမ်းလူရောင်မိခိုးရောင်မြားစိမ်းရောင်လေးတွေဝတ်ဆင်ပြီးတော့များများဝတ်ဆင်ပြီးတော့အသုံးပြုလိုက်ပါကံကောင်းစေတဲ့ကဏ္ဍလေးတွေကတော့4 1 5 4 1တွဲ5လေးအတွဲ4 5အတွဲ4 4အတွဲပေါ့အဲ့ဒီအတွဲလေးတွေကလည်းကဏ္ဍအတွဲလေးတွေကလည်းအထူးကြိုးပေးပါလိမ့်မယ်နဝင်းခုံကတော့စိတ်ဆွမ်းအားနဲ့ကိုယ်ရီကိုယ်သေးမြင့်တင်ရန်အတွက်လေးကိုမြင့်တင်ရန်အတွက်ဟောပြောပေးပါမယ်ဒီလဗုဒ္ဓဟူသားသမီးတွေဟာအာယုံစူးစိုက်ခြင်းကိုလေ့ကျင့်ပေးရပါမယ်သင်ဟာတစ်ချိန်တည်းမှာပဲအလုပ်တွေအများကြီးလုပ်ချင်ပေမဲ့လို့တစ်ခုချင်းစီကိုအဆုံးထိရောက်အောင်လုပ်ကံခြင်းရတာအောင်မြင်မှုစစ်စစ်ကိုပြီးပါလိမ့်မယ်သင်ရဲ့ဉာဏ်ပညာကိုယုံကြည်လိုက်ပါစကားပြောတဲ့အခါမှာလည်းတစ်ဖက်လူရဲ့စကားကိုဆုံးအောင်နားထောင်ပေးခြင်းရတယ်အသင်ရဲ့ဆွဲဆောင်မှုပုံမူပြီးတော့မြင်ပါစေပါလိမ့်မယ်နံပါတ်8နေဝင်8ပေါ့မလအတွဲမှာဆောင်းရန်အထူးကြံပြူချက်လေးတွေကိုလည်းဆရာမပြောပြပေးပါမယ်ဆောင်းရန်အနေနဲ့ကတော့စာချုပ်စာတမ်းနေလက်မှတ်ထိုးတော့မယ်ဆိုလို့ရှိရင်တည်တည်ချာချာဂယူဆိုင်ပြီးဖတ်ပါစိမ့်ဆိုတဲ့ပတ်ဝန်းကျင်တွေမှာအနာယူပါငှက်ကလေးတွေခိုးလေးတွေကိုအစာကျွေးပါဒါနပြုလုပ်ပေးပါရှောင်းရဲ့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီ match လာထဲမှာပေါ့သူတစ်ပါးအတင်းပြပြောခြင်းကိုအတူကိုရှောင်ကြလိုက်ပါဗုဒ္ဓနေ့ညနေပိုင်းနေမှာခရီးစတဲ့ထွက်ခွာတာမျိုးတွေကိုလည်းရှောင်ကျင်ပေးလိုက်ပါနဝင်းကိုပေါ့ကံတော်ကံပွင့်စီမဲ့အထူးရည်တရားလေးတွေပြောပေးပါမယ် match လာအတွင်းမှာညံပွင့်ပြီးတော့လက်လာပါတွေပေါ်များဖို့ဆိုရင်ဗုဒ္ဓနေ့နဲ့ပိုင်းမှာမိမိအိမ်ဖေရတာတော့မဟုတ်ရင်ဖះတကူကြီးတဲ့ဖះတဆူဆူမိမိနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ဖះတဆူဆူမှာပေါ့ရွက်လ18ညော့ကလူပူစောလှူဒန်းလိုက်ပါဖះဆွမ်းတော်အဖြစ်တော့အစိမ်းရောင်ရှိတဲ့တစ်တီးပေါ့ဒါမှမဟုတ်ရင်မုတ်ကလူလိုက်ပါဆူတောင်းရမှာတော့ကျွန်ုပ်ဤဉာဏ်ပညာသည်ထက်မြက်ပါစေပြောဆိုသမျှစကားများရည်လဲစကားတွေဒီလဲတိတ်ထိပေါက်ပါစေလက်လာပါရည်လဲအစမတန်ဝင်ရောက်ပါစေလို့ဆူတောင်းမှာဒါနပြုရဲ့အနေနဲ့ကတော့လိုအပ်တဲ့နေရာတွေမှာပေါ့ကျောင်းသားလေးတွေပေါ့လိုအပ်နေတဲ့ကျောင်းသားလေးတွေဒီမှာစာအုပ်စာတမ်းပေါ့အဲ့ဒါနဲ့စာအုပ်စာတမ်းစာရေးကရိယာပေါ့လူတန်းပေးလိုက်ပါအဲ့လိုလူတန်းပေးခြင်းဖြင့်တင်းရဲ့ကန်စာတာကိုပို့ပြီးတော့ညှင့်တက်စေပါလိမ့်မယ်တောက်ပစေပါလိမ့်မယ်ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ချစ်ခင်ရပါတော့ဘုရားသားသမီးတွေပေါင်းလို့ပေါ့ရည်ရည်ဟာကြောက်ဆောင်တွေကိုတိုက်စားမသွားပဲနဲ့ကွေဝိုက်ပြီးတော့စီစဉ်သလိုပဲတင်လို့ဟာလည်းအခက်အခဲတွေကိုအသိဉာဏ်ပညာနဲ့လှလှပပကြောဖြတ်နိုင်ပါလိမ့်မယ်။တင်းရဲ့ပါနှံမှုကိုယုံကြည်လိုက်ပါ။ match လာဟာတင့်အတွက်အောင်မြင်မှုတွေရဲ့လမ်းစာဖြစ်လာပါလိမ့်မယ်။စိတ်အေးချမ်းသာစွာနဲ့ပဲရည်စက်ပါအောင်မြင်မှုတွေဟာအသင်းစီကိုဥတည်နေပါတယ်။ကဲအားလုံးပဲဘုရားသားသမီးတွေလိုရာဆန္ဒတွေပြောရပါစေလို့ဆီယာမကဆုတောင်းပေးလိုက်ပါတယ်။ဆီယာမရဲ့ host training ကိုအဆုံးထိနားဆင်ပြီးလို့လည်းကျေးဇူးတင်ပါတယ်။ကျမချမ်းသာလိုရာဖြစ်ကြပါစေရှင်ご覧いただきありがとうございます。Thank you for watching.